ဘယ်မှာရှင်းရကမင်းသားမေခဏလေးစောင့်နော်အားရတယ်ဘယ်မှာလဲကိုကခုသားမယ်လေဘာမှမချက်ရသေးဘူးယောက်ျားဘာလို့လဲချိန်လိုက်ပြီဘယ်လိုက်ကြည့်ပြီဘာလို့လဲကျမတို့မိန်းမသားတွေကလေမနဲ့မိုးစာလေးနဲ့ဆိုရင်ဖျားဝင်ရဝစ်စာကိစ္စအစားကိုတအိမ်လုံးရတောင်းကကျမတို့မိန်းမတွေတောင်းအောင်ရှင်းရှင်းရလေတင်ရကလေးအိမ်မှာရှိတာနဲ့ပုံညံအရန်လောက်တော့လေမလေးတော်လားဟာလို့ပြောလိုက်တာလေကြီးပဲတရားလုံးနားတယ်တဲ့လေအိမ်မှာရှိတဲ့ကြောက်ကြောက်နေစိုးစိတ်မင်းကျွေးမယ်ဆိုတော့စိတ်ကြမရှိဘူးစိတ်ရတာဟုတ်လားအဲ့ဒါဘာလို့ကျမတို့အမလို့လေဟာလိုက်တာဒီတော့ဒါပါတော့မြေပြအောင်လို့ဘာမှချာစားရတယ်။အဲ့ဒီလိုမျိုးနဲ့ဆရာကြီးနော်။ကျမတို့ဘယ်လိုသားလဲမလို့ရ။ဘယ်လိုသားလဲမလို့ရတယ်မလို့ဒီအိမ်ကိစ္စတွေအကုန်လုံးရတာဖြစ်ဒီမှာမမလည်းအောင်ကျမဒီနေ့စဉ်းစားကြတယ်။ဘာလို့လဲမလဲ။ဒီတော့ကြောက်တော့ဘူး။ဒီကအဲ့လိုလေးရပေါ်တော့နေတာ။ဒီတော့နေပါလိမ့်။ဒီကလည်းတက်နေရော။ဒီကလည်းကားကျတော့ကားကျတော့ဟိုနေတာ။ဘာမှမဟုတ်ဘူး။နားရပါ။ဒီကလေးပါဒီကပြောနားမီးနေတာလေ။ခါရဲပဲ။သူချမ်းရခဏမစားရအောင်ပါဘူး။တခါတော့ဘာလို့ဘာလို့ရမ်းလာတာလဲ။နားမီးနေတာ။အဲ့ဒီမှာရှိတယ်တဲ့ရမ်းလာကြီးပြောလိုက်လို့ရှိရင်နောက်ကြတာနဲ့မချက်ရသေးတာနဲ့အဲ့ဒီဖိနေကနေဘလို့တော့ရလဲဆိုတော့မသိဘူးမမြင်ဘူးမနှကောညောဒီတိုင်းပဲအိမ်မှာနေပြီးဘာလို့လုပ်နေမှမသိအဲ့ရနို့ထမဲစားမယ်ဆိုအစင်းနဲ့မရှိပြောလိုက်လို့ရှိရင်လည်းမျက်နှာရှစ်ခေါက်ဆိုးတယ်အိမ်ရှင်တို့ကြီးကွာချိန်မပေါ်လူလဲတက်တာအင်ရှင်မာတိုင်းစက်ကြတာ 2F ဟင်းချက်အနှစ်အိမ်ရှင်တို့ကြီးကွာဟုတ်ကဲ့ပြန်ပါဦးတော့ဗျဟုတ်တယ်လေအိမ်ရှင်တို့ခင်ဗျဘရောပါလေဟုတ်ကဲ့အကျူခံပါတယ်ခင်ဗျဟာဟုတ်တယ်လေလားအိမ်ရှင်တို့ဟေးဘာကိစ္စလဲဟုတ်တော့ဒီကမမလေးကျွန်တော်ပုံသက်ခေါ်ထားလို့ပါခင်ဗျဘလို့မင်းနိုင်ခွင့်အတွင်းရောက်လာခဲ့ပါဆိုလို့ဒီကမမစိတ်တိုက်ကအရောက်လာခဲ့တာပါခင်ဗျဝင်ခဲ့ဟုတ်နောက်ခွဲရတဲ့ရရှင်းအောင်နောက်ထားလူရင်လာတဲ့လာပါဟိုရမြဲလားညကပြောရတယ်ဟုတ်ကဲ့ဟိုဒီမမမောင်လေးမြင်လာပါတဲ့ဟိုမမရဲ့စိတ်ခန္ဓာလေးဖြည်းဖြည်းလေးကိုအတွက်မောင်လေးမြင်လာပါဆိုလို့ကျွန်တော်နိုင်ဝက်တွေ့အရောက်လာခဲ့တာပါခင်ဗျဟုတ်လားဟုတ်ကဲ့လေ